ထည့်မယ်ဆိုရင်ဇွန်ထည့်မယ်ကဲအားလုံးပြီးရင်တော့စီထည့်ပါမယ်စီထည့်ပါမယ်ချမုန်းထည့်ပါမယ်ဆိုရင်တော့အောက်ထားလိုက်မယ်ကဲဖွင့်ကြည့်လိုက်မယ်ဗျာဟာဘယ်ရောက်သွားတော့ဘဲမှမရောက်ပါဘူးဗျာမီးပြက်သွားတော့ဟောဒီမှာအိုးပြောင်းလိုက်ရပါတယ်ခင်ဗျာမီးသွေးနဲ့အိုးပြောင်းလိုက်ရပါတယ်ကဲမီးပြက်တော့ရင်အိုးပြောင်းလိုက်တယ်ကောအဲ့တော့ကြက်ခံကတော့နီးသွားပြီပေါ့ဗျာနာမည်နဲ့အုပ်ပါဗျာနာမည်အုပ်ပါနာမည်ကိုကျွန်တော်ကြိုက်တယ်ဆိုရင်နာမည်ကတော့ကျွန်တော်များများလေးနဲ့ထည့်တယ်ဗျာနာမည်ကဲကျက်တာကတော့ကျက်ပြီပေါ့ဗျာဒါပေမဲ့မြည်ကြည့်အောင်ဘယ်လိုမြည်ရမလဲဆိုတော့ကျွန်တော်အမေကြီးတဲ့ style ပေါ့သူကတော့ဒီလိုလေးပေါ့လက်ကလေး